ကလေးတွေကလားကလေးကဘာမှမလို့ချင်ကလေးတွေကစော့ပဲစော့ချင်တာသူတို့ရဲ့အုံနောက်ကစော့ချင်တယ်စူးစမ်းချင်တယ်ဒါလှုပ်လိုက်ရင်ဘာဖြစ်မလဲဒါလှုပ်လိုက်ဆိုတော့အဲ့တော့တကယ်ပြန်စဉ်းစားကြည့်ရချင်းညာကျွန်တော်တို့ကကြောင်းသွားတက်ခိုင်းနေဆိုတာလေပညာနဲ့တုံးပြီးတော့ကြောင်းကောင်းဝင်မယ်အလုပ်ကောင်းကောင်းရမယ်ဆိုတာဖြစ်ချင်တာဒါမိဘတိုင်းကမမာဘူးပေါ့နော်အကောင်းဆုံးကိုမရခဲ့တဲ့ဟာတွေကိုပေးချင်တာဒါပေမဲ့တခုရှိတာကကိုပေးချင်တဲ့ဟာကလေးလိုချင်တာမဟုတ်တဲ့အချိန်မှာဘာဖြစ်လဲဆိုရင်သင်ယူခြင်းကြောင်းဆိုတဲ့ဟာကြီးကိုမုန်းသွားတဲ့ကလေးအများကြီးရှိတယ်ဘာကြောင့်လို့လဲဆိုရင်သူတို့မှအကူအညီမရဘူးပေါ့ဘာကြောင့်စာမရဘူးလဲဆိုရင် तू နားမလဲတဲ့ဟာကိုဆရာမကလည်းစူတယ်မိဘကလည်းစူတယ်ဆိုဒီလိုမျိုးလေ့လာတင်ယူခြင်းတဲ့စိတ်ကတတ်လိုက်တာမျိုးတူတူပဲပေါ့စာမွဲအောင်ဖို့တို့တည်မလားစုရဖို့တို့ပြောလိုက်တယ်တကယ်ပညာသင်တယ်ဆိုတာဘာလဲဆိုရင်စူးစမ်းဆင်ခြင်တဲ့စိတ်ဘာလို့ဆိုအခုလက်ရှိသင်နေတဲ့ပညာနဲ့လည်းမလုံလောက်ဘူးကလေးတွေကတသက်လုံးသင်သွားမှာအဲ့တော့တသက်လုံးသင်ယူလေ့လာပြီးတော့ငါသင်ယူရင်ငါရနိုင်တယ်စူးစမ်းခြင်းတဲ့စိတ်ကလေးတိုင်းက playful ဖြစ်တယ် play လုပ်ချင်တဲ့စိတ်ကမသေးပါဘူးအရေးကြီးတယ်အဲ့တော့မိဘတွေအကုန်လုံးကလေးတွေကိုမေးတာဘာဖြစ်လဲဆိုရင်တသားဘာလုပ်ချင်လဲတနေကုန်တွန်းနေတာမျိုးမလုပ်ဘဲနဲ့သူ့ဖက်ကနေပါလာတဲ့ဟာမျိုးကိုကျွန်တော်တို့မေးရမေးခွန်းနေမေးရဘာလို့ရင်ကောင်းမလဲကလေးဘာစိတ်ဝင်စားလဲတခါတလေကျွန်တော်တို့ကဘာနဲ့တူလဲဆိုရင်နွားတွေတိုးတွေလိုပဲအကုန်လုံးခြံထဲမှာဇွတ်တည်မလားဒါပြီးရင်ဒါလုပ်ဒါပြီးရင်ဒါလုပ်ဒီမြက်စားဆိုတာထက်ဆိုင်တခါတလေကျလွတ်ပေးရကျွန်တော်ရဲ့မြက်ခင်းပြင်ထဲမှာလွတ်ပေးဖို့လိုတယ်သူတို့မှချော်လဲလိမ့်မယ်အဲ့ဟာလေးတွေကိုကျွန်တော်ပြန်ကြောင်းပေးဖို့လိုအပ်တယ်အဲကြောင့်မလို့ကလေးတွေအစူးစမ်းခြင်းနဲ့စိတ်မပြောက်သွားဖို့အရေးကြီးတယ်ဒါကကျွန်တော်တို့လူသားတွေရဲ့ evolution မှာအရေးကြီးဆုံးစွမ်းအားပဲစူးစမ်းဆင်ခြင်ပြီးတော့ question ထုတ်မှသာလေအသစ်တွေဖန်တီးလို့ရတာမဟုတ်လားအားလုံးကအရင်ပေးထားတဲ့အဟောင်းတိုင်းပဲသွားနိုင်မယ်ဆိုရင်ဘယ်လိုလို့ကောင်းတာတွေပို့ဖြစ်လာမယ်တခါတလေကျရင်မိဘစကားနားမထောင်လည်းကောင်းတယ်တခါကျရင်ဆရာမပြောတဲ့ဟာကိုပြန်ပြောတာလည်းကောင်းတယ်တခါတလေကျရင်ကလေးတွေကသူတို့ရဲ့စိတ်ထဲမှာရှိတိုင်းကိုပြောတာဒီကျွန်တော်တဘောကြားဘာမှမဆိုဟုတ်ကဲ့ဘာမှမဆိုရင်ဟုတ်ကဲ့အဲ့ဆိုရင် boss ပေးတဲ့အလုပ်ကိုလုပ်ဟုတ်ကဲ့တသက်လုံးဟုတ်ကဲ့နဲ့လူများက control လုပ်တဲ့ဘဝကိုတော့ကျွန်တော်လည်းမသွားစေချင်ကလေးတွေမှာအတန်ရှိဖို့လိုအပ်တယ်အဲ့ဒီအတန်ဒီဘယ်ကလာတယ်လဲလို့ပြောရင်ကလေးရဲ့ယုံကြည်မှုကနေလာကလေးရဲ့စူးစမ်းခြင်းစိတ်ကနေလာတာပေါ့နော်အဲကြောင့်မလို့ကလေးရဲ့ the best version ဖြစ်ဖို့တော့ကကျွန်တော်မိဘတွေမှာတာဝန်ရှိတယ်ကျွန်တော်ဆရာမတွေမှာတာဝန်ရှိတယ်ပေါ့နော် teaching လောက်ရမယ်ခင်မဟုတ်တော့ knowledge တခုကိုအလွတ်ကျက်တဲ့ဟာနဲ့စာမွဲဖြေဖို့ဆိုတဲ့ဟာမဟုတ်ကလေးတွေကိုယ်တိုင် information ကိုရှာလို့ရတယ်ဆိုတဲ့ဟာကိုကျွန်တော်ပြောပြဖို့လိုအပ်တယ်အဲကြောင့်မလို့ what လို့ပြောရမှာမဟုတ်တော့ why ဘာဖြစ်လို့ဒီ idea လေးပေါ်လာလဲဘာကြောင့်မလို့ပေါ်လာလဲဆိုတာဟာမိုင်းလာကြီးလားကျွန်တော်အဲ့လိုမရဘာလို့ရမလဲနော်ဒါမလို့ရင်ဘာဖြစ်မလဲဆိုတဲ့ဟာကိုပြောရမှာမဟုတ်အဲကြောင့်မလို့ကလေးတွေကိုတွေးခေါ်ကောင်းမှုတွေသင်ဖို့အရေးကြီးပါတယ်